ရှောင်တဲ့နေရာကိုရှောင်ရမယ်တဲ့နောက်ဆုံးဘာရှောင်ရမလို့ဆိုရင်အပေါင်းအသင်းနဲ့ပတ်သက်ပြီးတော့မကောင်းတဲ့အပေါင်းအသင်းတွေကိုလည်းရှောင်ရမယ်တဲ့မရှောင်လို့ရှိရင်အ ਨੇ ဆုံးအပြောဆိုခံရမယ်မကောင်းတဲ့လူနဲ့ပေါင်းရင်အေးဒီလူကတော့မကောင်းတဲ့လူနဲ့ပေါင်းတာသူလည်းတူတူပဲနေမှာပဲဆိုပြီးတော့အထင်လွဲခံရတတ်တယ်ကိုမပါတောင်မှမကောင်းတဲ့လူနဲ့ပေါင်းရင်မကောင်းတဲ့အကျိုးသက်ရောက်မှုတွေရောက်တတ်တယ်မြတ်စွာဘုရားကဥပမာလေးနဲ့ဟောထားတောင်ရှိသေးတယ်ငပြောဘက်ကလေးဟာတဲ့ငပြောဘက်ကလေးထဲမှာငပိထည့်ပြီးတော့ထုတ်လိုက်လို့ရှိရင်အဲ့ဒီငပြောဘက်ကလေးမှာငပိနတ်နေနမ်းသွားတယ်ပုတ်တဲ့အနတ်နေဆွဲသွားတယ်အေးအဲ့ဒီငပြောဘက်ကလေးကိုပဲစပယ်ပန်းထုတ်ထည့်ပြီးတော့ထုတ်မယ်ဆိုလို့ရှိရင်မှုေးကြိုင်တဲ့အနံလေးတွေရသွားတယ်အဲ့ဒီတိုင်းပဲမကောင်းတဲ့လူနဲ့ပေါင်းလို့ရှိရင်အ ਨੇ ဆုံးတော့အနံ့ကူးသွားတတ်တယ်ကောင်းတဲ့လူနဲ့ပေါင်းရင်လည်းပဲအနံ့ကူးတာပဲတဲ့ဒါကြောင့်မို့ဒါကိုလည်းပဲရှောင်ကျင်ရမယ်နောက်အနေထိုင်နဲ့ဆင်ញင်ရမယ်လို့ဒီလိုဆိုတယ်သူများတွေတန်တရားဖြစ်စေတတ်တဲ့အနေထိုင်မျိုးသူတို့အားတွေမသွားတဲ့မလာတဲ့နေရာမျိုးကိုမသွားရဘူးမလာရဘူးအထူးသဖြင့်ယဟန်တွေကိုပို့ပြီးတော့ရသော်ဘုရားကအဆုံးမဩဝါဒပေးတာပေါ့မသွားတဲ့မလာတဲ့နေရာတွေသွားတယ်လာတယ်ဆိုပါစို့အရက်ဆိုင်ဝင်ထွက်သွားလာတယ်ဆိုတော့ဒီကိုယ်တော်ရက်တောက်ထားလို့ထင်မှာပေါ့ဘီယာဆိုင်ဝင်ဘီယာတောက်တယ်လို့ထင်မှာပေါ့အဲ့ဒါလို့မသွားတဲ့မလာတဲ့နေရာတွေကိုမသွားရအောင်ရှောင်ရမယ်တဲ့မရှောင်လို့ရှိရင်သူတစ်ပါးတွေကချုပ်ချခြင်းလို့ဆိုတဲ့ဒီအာသဝါဆိုတဲ့အပြစ်နာစာတွေကိုယ်တဏ္ဍာမှာဖြစ်လာတယ်ဆွဆွဲခံရပြီဆိုရင်ဆွဆွဲမှုကိုမလိုလားတော့ဂုံသတင်းကြော်ကြားခြင်းနဲ့ဆိုတဲ့စိတ်တွေဝင်လာတဲ့အခါမှာကာမတဝါဖြစ်ပြန်ရောအဲ့ဒါလို့အာသဝါဆိုတာတွေကဒီလိုရှောင်ရမယ့်ဟာကိုရှောင်ရမယ်လုံးလဝီရိယစိုက်ပြီးတော့ရှောင်ရမယ်လို့မြတ်စွာဘုရားဒီလိုဟောတာအေးဒီကျင့်စဉ်တွေကတော့ဝိပဿနာကျင့်စဉ်ရဲ့ရှေ့ပိုင်းမှာကျင့်ကြရမယ်အကျင့်တွေလို့မြတ်စွာဘုရားကတပ္ပတဝသုတ်တံမှာအာသဝခေယကျင့်စဉ်အနေနဲ့ဟောထားတာဖြစ်တယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မျက်စိနာနာလျာကိုယ်စိတ်ဆိုတဲ့ဓဝရ6ပါးကကိလေသာတွေမဝင်အောင်ဆုတ်ပိတ်မှုဆိုတဲ့တံဝရတတိတံဝရပစ္စည်းလေးပါးကိုအသုံးပြုတဲ့အခါမှာပစ္စည်းလေးပါးနဲ့ပတ်သက်ပြီးတော့တဏှာရာဂမဖြစ်အောင်စဉ်းစားဆင်ញဉာဏ်ဖြင့်ဆုတ်ပိတ်ခြင်းလို့ဆိုတဲ့ညာဏတံဝရအခက်ခဲတွေနဲ့ကြုံတွေ့တဲ့အခါမှာအန္တရာယ်တွေနဲ့ကြုံတွေ့တဲ့အခါမှာတိခံကြော်လွှားခြင်းလို့ဆိုတဲ့ခန္တီတံဝရမသွားတဲ့နေရာကိုမသွားဘဲနဲ့ရှောင်ကျင်ခြင်းဆိုတဲ့ဝီရိယတံဝရအဲ့ဒီတံဝရတရားတွေနဲ့ဆုတ်ပိတ်နိုင်မှတို့တွေရဲ့တဏ္ဍမှာကိရိတာတို့အာသဝတို့ကံတို့ဆိုတာကိုမဖြစ်မှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးဒီပုပ္ပဘာကပฏิပဒါကျင့်စဉ်အတိုင်းကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း